ကဘာကျော်မင်းသားကြီးဂျကီချန်ဟာအာမခံကော်မတီအားလုံးကအာမခံပေးဖို့ညှင်းပယ်ခြင်းခံထားရတဲ့တူဦးရဲသောကဘာကျော်မင်းသားပါသူဟာရုပ်ရှင်ရိုက်ရင်ရိုးပေါင်း20ကျော်ကျိုးခဲ့ဘူးပြီးတေမင်းနဲ့လည်းအချင်းချင်းရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်သူ့ရဲ့အနေရရှိဆုံးဖြစ်ရက်ကတော့1986ခုနှစ်ကရိုက်ကူးခဲ့တဲ့ရုပ်ရှင်ရိုက်ကွင်းမှာတစ်ပင်ပေါ်ကပြုတ်ကျကဥကောင်းခုံအက်ကွဲသွားပြီးအုံနောက်ထဲကိုအယိုးစားတွေစိုက်ဝင်သွားခဲ့ပါတယ်ဒါရင်ပဲလားဆိုတော့မကသေးပါဘူးသူဟာဇက်ဝင်ခန်းတစ်ခုကိုအကျဉ်းရေးအများဆုံးရိုက်ကူးခဲ့သူအဖြစ်ကမ္ဘာဆိုင်ချိန်တင်ထားပါတယ်မင်းသားကြီးဂျကီချန်ဟာကျိုးဝိုင်းမပါလူသားမထိုးပဲကိုယ်တိုင်ဆွန့်သားခဲ့လို့သာယနေ့ချိန်မှာကဘာကျော်မင်းသားတယောက်ဖြစ်နေတာပါမင်းသားကြီးဂျကီချန်ကိုတော့တရုတ်ပြည်တွင်းစစ်ဖြစ်ပွားနေချိန်1954ခုနှစ်ဧပြီလ9ရက်နေ့၌ပြည်ထောင်စုကိုလိုနီနယ်ပိုင်ဖြစ်သောဟောင်ကောင်မြို့မှာမွေးဖွားခဲ့ပါတယ်မိခင်ရဲ့ဗိုက်ထဲမှာတင်ဂျကီချန်ရဲ့ကိုယ်လေးချိန်ဟာ12ပေါင်ရှိနေသဖြင့်ခွဲစိတ်မွေးဖွားရင်တည်းငွေမရှိ၍ခွဲစိတ်ကကိုမိတ်ဆွေတငယ်ချင်းများထံမှချင်းကားပြီးမွေးဖွားခဲ့ရပါတယ်ဂျကီချန်ရဲ့အဖေကတော့တန်ယုံမှာထမင်းချက်ဟင်းချက်တယောက်ဖြစ်ပြီးသူ့ရဲ့အမေကတော့အိမ်ပေါ်တယောက်ပဲဖြစ်ပါတယ်ဒီလောက်ထိခက်ခဲကြမ်းတမ်းတဲ့ဘဝကနေကဘာကျော်မင်းသားတယောက်ဖြစ်လာခဲ့တယ်ဆိုတာကျွန်တော်တို့အတူယူသိတဲ့ပုံကိုတူပဲဖြစ်ပါတယ်ဂျကီချန်ရဲ့ဇာတ်ကားတွေကိုဘယ်ချိန်ကစပြီးကြည့်ခဲ့တယ်ဆိုတာကောမန့်မှာရေးသွားခဲ့ပါဦးအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ